ကလေးသူငယ်များကိုဘုရားခင်ရဲ့နှုတ်ပတ်တော်အလိုတော်နဲ့ညီတင်ပေးတဲ့ဆရာမနှစ်ယောက်နဲ့ကလေးသူငယ်များပေါ်မှာဘုရားခင်ကောင်းချီးပေးပါစေ။ဒီမင်းကျွန်တော်တို့Sunday School ဆရာမနှစ်ယောက်ကိုလည်းကျွန်တော်တို့တွေလေးစားဖို့ရန်လိုပါမယ်တံပိုးထားဖို့ရန်လိုပါမယ်။ဘာကြောင့်လေးစားရမလဲဘာကြောင့်တံပိုးထားရမလဲဆိုတော့ဒီနေ့ဒီခေတ်ကာလကြီးမှာလွဲမှားတဲ့နှုတ်ပတ်ဓမ္မတရားတွေကိုများစွာဟောပြောတွင်တင်နေတဲ့ထဲမှာစစ်မှန်တဲ့ဓမ္မတရားကိုတင့်တားနဲ့တင့်ရဲ့သမီးလေးတွေကိုဟောပြောဝေငှနေတဲ့ Sunday School ဆရာမနှစ်ယောက်ဖြစ်တဲ့အတွက်ကြောင့်မလို့တင်ကိုယ်တိုင်လေးစားဖို့ရအတွက်လည်းလိုအပ်တာဖြစ်တယ်ဆိုတဲ့အကြောင်းကိုလည်းအနေငယ်ထပ်လောင်း၍တတိပေးချင်ပါတယ်ဟုတ်ပြီကျွန်တော်တို့ဒီနေ့မှာကျွန်တော်တို့အတင်းတော်မှာကျွန်တော်ပထမဆုံးအကြိမ်အနေနဲ့လာရောက်ပါဝင်မှုတွေဆိုတဲ့ညီကောင်တော်မရှိရင်ကျွန်တော်တို့ရှိတဲ့နေရာကနေပြီးတော့ကျွန်တော်တို့မတ်တက်ရက်ပြီးတော့နာမည်လေးနဲ့နေရလိပ်စာလေးကိုတစ်ချက်လောက်မိတ်ဆက်ပြီး